ခုကကြတော့ခုတနေ့က drawing ဒီဟာလေးဒီပုံလေးဆွဲပြခြင်းလို့ဆိုတော့ဒီပုံလေးဆွဲပြဖို့တော့ဘာတွေလိုလဲဆိုတော့ dry ထဲမှာတင်ထားတယ်ပေါ့နော် dry ထဲမှာတင်ထားတယ် DWG file ဆန်းကို DWG file ရဲ့နောက်တစ်ခုက Chesmate တွေကခါတဝခုမရရှိပါဆိုတဲ့ဒီ catalog လေးရပါတော့အဲ့နှစ်ခုလိုရပါတော့အဲ့နှစ်ခုလိုတယ်ဆိုတာကဒီပုံလေးပေါ့နော်146 A146 ဆိုတာဒီ catalog တွေကစာမျက်နှာ15မှာရှိဘူးနော်ဒါခါတဝခုအရှိပါပေါ့နော်အရှိပါရဲ့ size တွေပါတယ် catalog လေးပေါ့နော် dimension လေးတွေကြည့်လို့ရအောင်ဒီ catalog လေးကိုထည့်ပေးထားတာအဲ့ဒီ146ကိုဆွဲပေးထားတာပေါ့နော်ဒါပေမဲ့ဒီထဲမှာ146ကမပါဘူးပေါ့နော်148နဲ့147ပဲပါတယ်ဒါပေမဲ့ပုံသဏ္ဍာန်တော့တူတူပဲသိသိချင်တာကဘာလဲဆိုတော့ဒီကောင်လေး A1453 ဆိုတာဒီလိုပုံစံလေးဒီမှာဆုံးပိုးလေးရှိတော့နော် dimension လေးရှိတယ်ဒီက dimension ကိုကြည့်ပြီးဒီကောင်လေးဆွဲရမယ်ဒီကောင်လေးကဘယ်နာဟာလေးလဲဆိုတော့ဒီမှာညမှာဒီဟာလေးဒီအချောင်းလေးနှစ်ချောင်းပုံလေးဟာဒီမှာ A1453 ပေါ့အဲ့ကောင်လေး 3D မှာကြည့်ရင်လည်းရတယ်ပေါ့နော်ဒီမှာဒီလိုလေးဒီကောင်လေးဒီအချောင်းလေးနှစ်ချောင်းမြင်နေရပါတော့ဒီအချောင်းလေးနှစ်ချောင်းမြင်နေရဆိုတော့အဲ့ဒီကောင်လေးကိုထည့်ဆွဲမှာပေါ့နော်ပြီးတော့ဒီအောက်ခြေကတော့မဆွဲနဲ့တော့ရတယ်ဒီကောင်ကလည်းဒီလိုဟာလေးပဲဆိုတော့ဒီကောင်လည်း family နဲ့ဆွဲချင်နေရတယ်ဒါကတော့မထည့်ချင်နေရတယ်အဓိကဆွဲချင်တာဒီဝါကူဒီ frame ပေါ့နော် truss frame နဲ့ဒီကောင်လေးနဲ့ဟို family နှစ်ခုထည့်ပြချင်တာပေါ့နော်အဲ့နှစ်ခုညီမဆွဲပြပေးမယ်ပေါ့ဆိုတော့လောဆယ်ဒီကောင်မှာမှရှင်းကီနဲ့ family ကိုယူလိုက်ခဲ့ပါတော့ family ကထုံးစံတိုင်းမေတ္တရုတန်ကြီးနဲ့ပဲယူလိုက်မယ်အရင်ဆုံးညီမတို့ဘာကိုရင်ဆွဲမလဲဆိုတော့ဒီ trust ကိုရင်ဆွဲပြီးတော့မှာ trust က family တခုနောက်ပြီးရင်ဒီကောင်ကလည်း family တခုအဲ့ပြီးတော့မှအဲ့နှစ်ခုပြန်ပြီးတော့ပါအောင်နော်အဲ့ဒါဆွဲဖို့အတွက်ရင်ဆုံးဒီထဲမှာ drawing file လေးထည့်မယ်ပေါ့နော်ဆိုတော့အရင်ဆုံးဆွဲမှာက level ကဆွဲရမလား front view ကဆွဲရမလားဆိုရင်သူကထောင်လေးရဲ့အတိုင်းသာ track ဆိုတာဒီလိုရှစ်တက်ကြည့်မှာထောင်လေးရဲ့အတိုင်းသာပုံစံရှိရတယ်အဲ့တော့ front view ကနေပြီးတော့ဆွဲမယ်ပေါ့ဆိုတော့ front view ကဆွဲဖို့အတွက်ဆိုရင်တော့ Richmond ကနေရော front view ကိုဖွင့်လိုက်မယ်ဖွင့်ပြီးသူ့ကို drawing ထည့်မယ်ဆိုတော့ so new တွေက cat အဲ့ဒီ cat တွေကနေပြီးတော့မှ file လမ်းကြောင်းရေးလိုက်ပေါ့နော်ဒီတိုင်းသူရဲ့ DWG file ကိုထည့်မယ်ဒီကန်းစားကြီး normal ဒီ view မှာပဲမြင်ချင်တာသူ့ကိုတန်းအေးရမယ်တော်တို့တန်းအေးနဲ့ထည့်မယ်ပြီးတော့ရင် shoe roll နဲ့ထားမယ်ခြေထောက်ခုကဲဆိုတော့ဒီမှာဝင်လာပြီဆိုတော့လွတ်တဲ့ညမှာ click ချမယ်ပြီးရင်သူ့ကို click ချပြီးတော့မှုမယ်ဘယ်ကနေမှုမယ်ဆိုတော့ဒီကောင်လေးကိုဒီစုံနဲ့မှတ်မှာထားလိုက်မယ်တကယ်လို့ဒီ object ကဝင်ပေမဲ့မူးလို့မရအောင်ဆိုရင်သူကပင်ဒီလိုပင်ဝင်နေလို့ဒီလားအဲ့လိုပင်ဝင်နေလို့ရှိရင်မူးလို့မပေးဘူးသူကဒီလိုစာလေးပေါ်တတ်တယ်တခါကျရင်ဒီကောင်လေးကို click တစ်ချက်ချ object ကို click တစ်ချက်ချပြီးတော့ဒီပင်လေးကိုပြန်ဖြုတ်လိုက်ပင်အမားကြီးဖြုတ်လိုက်ရင်မူးလို့ရပါလိမ့်မယ်နော်ကဲဆိုတော့ဒီကောင်ကို pick line နဲ့ကောက်ပြီးတော့ဆွဲမယ်ပေါ့ဒါဒီအောင်ဆွဲဖို့အတွက် tools ကပါသုံးရမယ်ဆိုတော့ sweep နဲ့သုံးလို့ရတယ်နော် sweep နဲ့သုံးလို့ရတယ်ဒါမှမဟုတ် Oshita စုနဲ့သုံးလို့ရတယ်နော်ဆိုတော့ 3D view လေးရော sweep နဲ့သုံးကြည့်ရင်ဘာလုပ်ရမလဲဆိုတော့ဒီပတ်လမ်းကြောင်းဒီအရင်ဆုံးဒီအရှည်ပေါ့နော်ဒီ horizontal အရှည်လမ်းကြောင်းတစ်ချောင်းဆွဲမယ်အဲ့လိုဆွဲဖို့အတွက်ဆိုရင်ဒီပတ်လမ်းကြောင်းကဒီ center line ယူလို့ရတယ်သူ့ရဲ့ profile ကကြတော့ဒီကနေဒီကွာဝေးယူလို့ရတယ်နော်ဆိုတော့ sweep နဲ့ဆွဲမယ်ဆိုတော့ success တွေကနေ sweep ပတ်လမ်းကြောင်းက pick line လေးနဲ့ဒီကောင်ကိုကောက်လိုက်မယ်ဆုံးဒီရှိတာတစ်ချက်စစ်ပေါ့နော် okay သူကဆုံးဒီရှိပြီးတော့ရင်သူ့ရဲ့ dimension လေးတိုင်းမယ်ပေါ့နော်ခွေးရှာခုလေးကဒီကနေဒီကဘယ်လောက်ရှိ43 43ရှိရဆိုတော့43ကိုနည်းနည်းစားတော့ 21.5 ဖြည့် 21.5 ရှိတာဆိုတော့ 3D view ကနေတော့သူရဲ့ center line ကိုစိုက်ခဲလေးနဲ့ဆိုတော့ 21.5 လွတ်တဲ့ည click ချ comment sorry profile ရနောက်မှာဆို
ကောင်းမှန်ချစ်ပေးပြီးတော့မှာ profile center ကို profile လို့ဟန်ရှု center ကနေ 21.5 လို့လည်းညာပြချမယ်မှန်ချစ်ပေးမယ်ဒီနောက်မှန်ချစ်ထပ်ပေးလိုက်လိုလေးထွက်ပါလိမ့်မယ်မှန်ကိုဟိတ်မှန်မှကြည့်ရှော့မှန်မှကြည့်ပြရတယ်လိုလေးပြလိုက်မယ်နော်โอเคဒီမှာဝင်လိုက်နော်ပြီးတော့နောက်ဒီကောင်ဒီအောက်ကကောင်လဲဆွဲမယ်တို့လည်းအဲ့လိုပဲ sweep နဲ့ပဲသွားမယ်ပတ်လန်းချောင်းလေးကို big line လေးနဲ့ထားရဲ့ဒါလေးပန်းချပေးမယ်ဟို profile center ကို profile hand shoe နဲ့ 3D view KD 3D မှာ cycle လေးနဲ့တူလည်းတူပဲ 21.5 ပဲ 21.5 ဒီတိုင်းမှန်ချပေးလိုက်မယ်ဆိုရင်ဒီမှာလည်းတစ်ခုဝင်လာဒီကောင်မြင်ရခြင်းလေဒီကောင် shade လေးပြောင်းလိုက် shade လေးခုလေးပြောင်းလိုက်ဆွဲထားပြီးသားဟာလေးမြင်ရတယ်ကျန်တာဆိုလို့ဒီအဆောင်းလေးကျန်မယ်ဒီဘေးနာတုံးကျန်ဒီဘေးနာတုံးအိုရှိတာစုနဲ့ဆွဲလိုက်ဆိုတော့သူဆောက်ဆဲအိုရှိတာစုနဲ့ pick ကောက်မယ်1 2 3 4သူရဲ့အနောက်ကထူလဲဒီအတိုင်းတာတိုင်းပဲ square အတိုင်းပဲပြီးလိုက်မယ်နော်ဆိုတော့အခုတိုင်းလိုက်ဘယ်လောက်ရှိ43ပဲရှိတယ်ဆိုတော့သူကိုဒီကောင်မှာ43 okay ဆိုပြီးမှန်ချက်ပေးလိုက်အဲ့ကကျတော့ဘေးနာကိုဒီကောင်စံတာယူဘေးနာထွက်နေတယ်အဲ့ဒါကိုပြန်ညှိမယ်နော်ပြန်ညှိခြင်းဒီကောင်ကိုမီဂီကာဝါကနေကြည့်လိုက်အဘေးထွက်နေလားစံတာနဲ့43နဲ့တဝက် 21.5 နဲ့ minus 21.5 ဒီဘက်ကို plus 21.5 စံတာဒီဘက် minus 21.5 စံတာကြပါလိမ့်မယ်ဒီပြန်ကြည့်လိုက်နော်ဒီဖြစ်တာပဲကဲဆိုတော့ဒီကောင်ကဒီဘက်မှာလည်းရှိသူ mirror ခောက်လိုက်မယ် object select မှာ mirror ဒီတိုင်းသူ့ရဲ့စံတာ line ကဒီ line တက်တော့ 1 click 2 click ဆိုရင်ဒီဘက်မှာပေါ်လာပြီနော်ဒီလိုလေးဖြစ်သွားတယ်လေယာကောင်းနေသွားမယ်လေယာကောင်းလည်းလို့ပဲအိုရှိတာစုနဲ့သွားကြည့်ရင်ဒီအပေါ်က level ကနေပြီးတော့မှအိုရှိတာစုနဲ့ဒီမှာဆွဲလို့ရတယ်ဒါပေမဲ့ဒီကောင်ပဲရှုဟိုဟာဗာလဲစမ်းကိုယူနေတာဖြစ်တဲ့ဒီမှာ sweep နဲ့ပဲသွားလိုက်နော်စမ်းတော့ခုလောဆယ်သူ့ရဲ့ dimension လေးရင်တိုင်းအလျာအထူလေးဘယ်လောက်ရှိလဲဒီလား43အကုန်တူတူပဲ pipe က43ဆို 21.5 နဲ့သွားလိုက်ရနော် sweep နဲ့ပတ်လန်းချောင်းယူမယ် pick ကောက်မယ်ပြီးတော့ရင် profile hand shoe 3D view ကိုဖွင့်ဒီကနေဆွဲပြီးတော့ဒီကောင်လေးကို 21.5 လို့တဲ့နေရာကလစ်ချမှန်ချက်နောက်ထပ်ပြီးတော့မှန်ချက်လုပ်လိုက်ရမယ်နော်ဒီကောင်ကလည်းတူတူပဲဆိုတော့သူ့လည်း sweep နဲ့ပတ်လန်းချောင်းကောက်မယ် profile center ကိုလည်း 3D ရွှေ့ပြီးတော့ comment အရာဒီကောင်ကနေ21.5 မှန်ချက်ပြလိုက်မယ်မှန်ချက်ထပ်ပြလိုက်နော်ပြီးတော့နောက်ဒီကောင်လည်းလို့ပဲ sweep လမ်းကြောင်းကို pick out okay မှန်ချက်ပြီးမယ် profile center ကို 3D နေရာနေမှန်ချက်ဆွဲနည်းရတော့အများကြီးရှာပါတော့ဥရှိတာစုနဲ့ဆွဲပြီးတော့မှပြီးရင် rotate လဲရှင်လဲရှာဒါပေမဲ့ဒီကောင်ကတော့ဒါအမြန်ဆုံးပေါ့ဥရှိတာစုနဲ့ဆိုရင်အပေါ်က view ကိုတစ်ခါဖွင့်ပြီးတော့မှပြီးရင် degree တိုင်းသူ့ရဲ့ degree ကဘလောက်နဲ့လဲထားတယ်ဆိုတော့ degree တိုင်းပြီးတော့မှလှည့် rotate တယ်အဲ့လိုလဲသွားလို့ရတယ်ပေါ့နော်နောက်ကိုတန်နဲ့ကိုမြန်မယ်ထင်တဲ့ tools နဲ့သုံးပါ
ဘယ်ဟာနဲ့သုံးရတယ်အဓိကရှိတ်ထွက်ဖို့ပဲဒါနဲ့သုံးမှရေလို့သတ်မှတ်ထားတာမရှိဘူးပေါ့နော်โอ้มาไปที่กลางเป็นชาที่กลางเยวเวล sweet parts ต่อมาฝ่ายแสนทำมีที่กลางกลิชาဒါလေးပြီးအောင်လို့ရင်ပစ်ကောက်လိုက်မယ်ဗီဒီယိုရမ်းရှိသွားမှာဆိုဒီတချမ်းထိရင်ကောက်လိုက်မယ်နော်ကဲခုဒီတချမ်းပေါ့နော်ဒီတချမ်းထိ sweep နဲ့လိုက်ပတ်လိုက်တယ်ပေါ့နော်ပတ်ပြီးတော့ဒီဘက်တချမ်းကို mirror ခောက်လိုက်မယ်ပေါ့နော်ခောက်လိုက်မယ်ဆိုရင်ဒီကောင်ဆက်လက်မှတ်ပြီးတော့ကိုပါလာတစ်ချက်စစ်ပေါ့နော် okay ကိုပါတယ်ဆိုရင် mirror ဒီ line ကနေဒီ mirror ဘယ်ကနေလဲဆိုရင်ဒီ line ကနေခောက်မယ် enter ဒီကနေဒီကိုခောက်မယ်sorry မဝင်တော့ခဏလေးနော်ဆက်လက်မှတ်မယ်ဒီကောင်လေးမပေါအောင်ပေါ့ပြန်နှုတ်ထုတ်ခြင်းလေဆက်လက်ကိုပြန်နှုတ်ထုတ်ခြင်း shift key ကိုနှိပ်ပြီးတော့မှအဲ့ object ကိုဆက်လက်မှတ်လိုက်ရတယ်နော်ဒါရင်ဒီကောင်လေးကိုဒီကနေဒီ line okay ဒီပုံစံလေးရရပါနော်မကြံတာဆိုတော့ဗာကြံမလို့ဒီကောင်လေးဒီနာဒီကောင်လေးထည့်ပါနော်အဲ့ကောင်လေးထည့်ဖို့တော့ကိုဒီထဲမှာဆက်ဆွဲခြင်းလည်းရတယ်ဒါမှမဟုတ်ကို family အသစ်ထပ်ပြီးတော့ create လုပ်ပြီးဒီရဲလာထည့်ခြင်းလည်းရတယ်ပါနော်ဒါတော့ကိုတန်တဲ့အပိုင်းရလို့ပေါ့နော်ကိုဒီဥပမာရဲ့ဒီ project ဒီ object တွေလည်းနောက် project ဒီမှာလည်းသုံးမယ်ဆိုတော့အသစ်လုပ်လိုက်ပါနော်ဒါမှမဟုတ်ဒီကောင်မှာပဲသုံးမယ်ဆိုတော့ဒီရဲမှာပဲဆွဲခြင်းလည်းရတယ်နော်ကိုလောဆယ်ကတော့အသစ်ခေါ်လိုက်ပါနော် view လေးနဲ့ဟိုကြည့်လို့ရအောင်အသစ်ခေါ်ပြပေးမယ်family တွေကနေရှင်ကြီး family ဒါရေးအသစ်ခေကဒီအပေါ်က view ကအသစ်ဖြစ်သွားပြီနော်ဒီမှာ file ကြည့်ရင်သိတာရယ်သိလားဒီမှာဆို family 2 family 3ကိုကခိုင်ကြိုင်မှားနေတယ်ဘယ် view မှမသိပဲနဲ့လေဘယ် object view မှမသိဒီဘက်ဘေးက key zone level ဆိုရင်ကလစ်တစ်ချက်ချလိုက်တာ family 2ရဲ့ key zone level ဒီကောင်ကလစ်ချလိုက်ရင်ဒီ key zone level က family 3ရဲ့ key zone level တူနော်ဆိုဒီကောင်ဆွဲမယ်ပေါ့နော်ဒီကောင်ဆွဲဖို့တော့ဆို catalog လေးကြည့်အောင်ပေါ့နော်ဆိုဒီပုံစံလေးဆွဲမှာပေါ့ဆိုတော့ဒီကောင်က front view ဒီကောင်ကဘေးနားမြည်ကြီးဆိုတော့သူ့ကိုလည်း front view နဲ့ဆွဲမယ်ပေါ့နော်okay လို့လည်းဒီ view ကိုပဲရင်ဖွင့်လာလိုက်မယ်သူ့ကိုဆွဲမယ်ဆိုတော့ front view ကနေဆွဲမယ်ဆိုတော့ဗာနဲ့ဆွဲမလဲဆိုရင်ဒီကောင်ကနေဒီလိုလာပြီးတော့ဒီထိပေါ့နော်ဒီကနေဒီကိုလာတဲ့ဒီအထိလေးက